မျက်နှာပေါ်မှာအမာရွတ်တစ်ခုရှိနေခဲ့ပါတယ်ဒါပေမဲ့သူမကချမ်းသာတဲ့မိသားစုတွေကိုလက်ထပ်ဝင်ခြင်းနဲ့ဆုံးဖြတ်ချက်ကိုအခိုင်အမာချထားသူပါအဲ့ဒါကြောင့်ချမ်းသာတဲ့သူမရဲ့ချစ်သူကအကြံပေးတယ်လို့အလှပခွဲစိတ်စေယုံကိုသွားခဲ့ပါတယ်ဆရာဝန်ကသူမရဲ့မျက်နှာပေါ်ကအမာရွတ်ကိုမြင်ချိန်မှာတော့ဒီလောက်သေးတဲ့အမာရွတ်ကိုဖယ်ရှားတာအရန်လွယ်ပါတယ်လို့ချက်ချင်းပဲစိတ်ချမ်းသာအောင်ပြောပါလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အခါအန်နီကစိတ်အေးသွားပြီးခွဲစိတ်ပြီးရင်ချမ်းသာတဲ့မိသားစုတွေကိုလက်ထပ်ဝင်နိုင်မယ်လို့တွေးနေခဲ့ပါတယ်မကြခင်မှာပဲအန်နီဟာခွဲစိတ်ကတင်ပေါ်မှာလဲလျောင်းနေရပြီးသူမရဲ့မျက်နှာပေါ်မှာခွဲစိတ်အမှတ်သားတွေတင်ထားခဲ့ပါတယ်မကြမီမေးစေးအာနီတင်စတင်သွားပြီးအန်နီကနှက်ဆိုင်စွာအိပ်ပျော်သွားခဲ့ပါတယ်ဒါပေမဲ့သူမမသိခဲ့တာကဒီခွဲစိတ်မှုဟာသူမဘဝကိုလုံးဝပျက်စီးသွားစေမယ်ဆိုတဲ့အချက်ပါအိမ်မက်ထဲမှာအန်နီဟာသူမရဲ့အမာရွတ်ပြောက်သွားပြီးချမ်းသာတဲ့ချစ်သူနဲ့မင်္ဂလာဆောင်နေတယ်လို့အိမ်မက်နေခဲ့ပါတယ်ရုတ်တရက်အန်နီကအလွန်ကြောက်မက်ဖွယ်အမြင်တစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအန်နီကအိမ်မက်ထဲကနိုးလာခဲ့ပါတယ်နတ်ကခွဲစိတ်မှုအောင်မြင်ခဲ့ကြောင်းပြောပေမဲ့အချိန်တစ်ခုထိပတ်တီးတွေမဖြုတ်ရသေးဘူးလို့ဆိုပါတယ်ခွဲစိတ်ဆရာဝန်ကလည်းအတူတူပဲပြောခဲ့ပါတယ်ဒါပေမဲ့စူးစမ်းလို့စိတ်မရှင်းနိုင်တဲ့အန်နီကသူမရဲ့ခေါင်းပေါ်ကပတ်တီးတွေကိုကိုယ်တိုင်ဖွင့်လိုက်ချိန်မှာတော့